Hello မင်္ဂလာပါကျွန်တော်နာမည်ကိုဝမ်းလိုက်ခေါ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့မူရွာကအကိုတယောက်စီကိုပို့ပေးရမယ်ရေကေးစက်လေးဖြစ်ပါတယ်220လီတာဖြစ်ပါတယ်အပူကွမ်အသစ်ကွန်ပရက်ဆာအသစ်အားလုံးဖြစ်ပါတယ်เนาะကျွန်တော်မောင်းပြီးစမ်းပြီးထားပြီးဖြစ်ပါတယ်အပူကွမ်လေးအသစ်ကွန်ပရက်ဆာလေးအသစ်ကျွန်တော် actuator ခံပေးထားတယ်အနှုတ်ကတော့ကျွန်တော်လောလောဆယ်မောင်းထားတာ15မိနစ်ပဲရှိပါသေးတယ်အနှုတ်ကတော့ကျွန်တော်23အနှုတ်ဖြစ်ပါတယ်သူကတော့ model မှာတာမလို့ကျွန်တော်model လေးပါတာဖြစ်ပါတယ်အဲ့ဆိုရင်ဘေးပတ်လေးကိုကျွန်တော်ရိုက်ပြပေးမှာဖြစ်ပါတယ်နော်ကျွန်တော်ဘေးပတ်လေးကိုတစ်ချက်ရိုက်ပြပေးမှာဖြစ်ပါတယ်220လီတာဖြစ်ပါတယ် fiber can နဲ့သုံးထားတာမို့လို့ရေရှည်ခံတာဖြစ်ပါတယ်နော်အားလုံးကျေးဇူးတင်ပါတယ်အခုလိုမျိုးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်